ဗီဒီယိုမှာကျွန်တော်ဘာကိုပြောရှင်လဲဆိုတော့ကျွန်တော်တို့လူတွေအထင်မှားနေတာတသက်စင်အောင်လွဲနေတဲ့အချက်လေးတစ်ချက်ကိုကျွန်တော်လာပြပြပါတော့အချို့လူတွေကကိုပြောမှဆိုရင်ဒီမြင်ပြုတ်တာတွေမတူလို့မတန်လို့ဆက်ဆံတာလေမပတ်သက်ချင်တာတွေပေါ့နော်အဲ့လိုလူမျိုးတွေရှိတယ်ပြောမှဆိုရင်အလိုလိုနေနေသူတို့ဘဝင်မြင့်တာအဲ့လိုမျိုးလူတွေအဲ့လိုလူတွေကကိုယ်လာပြီးတော့လက်ပတ်သက်တယ်စကားပြောရဲဆိုလို့ရှိရင်ကိုဟာငါကံပြန်တက်နေပြီငါပြန်ကံကောင်းနေမထင်နဲ့ကံကြရတာနော်ချို့တွေကအဲ့လိုမျိုးသူများကိုဖိုးဖိုးပြန်ဆက်ဆံပြီဆိုရင်ဝိုင်းနေတာနောက်ပြီးတော့ဘယ်လိုပြောမလဲကံစားတာပဲတက်တယ်လို့ပေါ့နော်မဟုတ်ဘူးမားနေတယ်အဲ့ဒါကိုကျွန်တော်လာပြောပြတာလူတယောက်ကလောကမှာမြေကြီးနဲ့လက်နဲ့ရရင်တော့လွယ်ရင်လွယ်မှာကျွန်တော်ပြောတဲ့စကားမလွယ်ဘူးလူတယောက်ကကိုယ်စီမှာခုလိုအပ်လို့လိုအကျဉ်းတာရှိလို့ကိုနာကိုလာကတ်ကိုယ်စီမှာလိုအပ်တာမရှိရင်တို့ကိုနာကိုလာမကတ်ဘူးအဲ့လိုလူမျိုးတွေအာမြင်မှတ်တာဒါမှမဟုတ်ကိုတခုဒုက္ခပေးတော့မယ်ဆိုတော့အနေထားမျိုးလည်းရှိနိုင်တယ်ပြောမယ်ဆိုရင်စကားအကုန်ပြောမယ်ဆိုရင်ကိုတော့အန်တီရဲ့ရှိတာပေါ့အဲ့လိုလူမျိုးတွေကိုလာပေါ်ရင်နဲ့ဆက်ဆံနေပြီးပေါ်ရင်နဲ့လာပြောနေပြီးအချိုတက်နေပြီးဆိုရင်အဲ့တတိထားတော့နော်ပြောမနေနဲ့အကြီးမားဆုံးရန်သူပဲအဲ့ဒါတိဟာချိုးရကြတော့အနုနီနဲ့မြကျန်းနီနဲ့မြအနုနီနဲ့တုံးတယ်ဆိုကိုချော့မြူပြီးတော့ဒါမှမဟုတ်ခုခိုင်းစရာရှိတာပြီးတခုကိုစီကလိုချင်တာကိုတုံးချဖို့တခုလိုအပ်တာအဲ့လိုမျိုးအနေထားတွေရှိတယ်နော်အဲ့ဒါကိုတတိထားစေချင်လို့လာပြပြတာအဲ့တော့ကိုနဲ့ခက်တန်တန်နေတဲ့လူတွေကကိုလာရောနေပြီဆိုရင်အဲ့လိုလူတွေမှမဟုတ်ဘယ်သူပဲဖြစ်ပေါ့စကားတော့ရှိတယ်ဘာဖြစ်လဲသူပြုံးနေပြီကြွေးတောင်းတော့မှာမေပေါ့နော်ကိုစီကလိုအပ်မှုရှိလို့သူတို့လာတာအဲ့လိုလူမျိုးတွေကဒီလိုကိုလန်တမန်ယူကြပြောဆက်ဆံလူကတိတ်ကိစ္စမရှိဘူးအဲ့လိုပြောဆက်ဆံမရှိဘဲနဲ့ live ပတ်သက်နေပြီဆိုလို့ရှိရင်တော့တတိထားဖို့ကျွန်တော်ဒီဗီဒီယိုမှာလာပြပြတာပါအားလုံးတော့ပေါ့နော်ချို့တွေကကျွန်တော်ဆက်ဆက်မှပြောခဲ့တယ်လို့ပဲငါကန်ကောင်းနေပြီဆိုတော့မဟုတ်ငါကန်ကောင်းတော့မဟုတ်ငါကျွန်းနဲ့ကြတော့မှာနော်ငါ့ကိုဒုက္ခပေးတော့မှာအဲ့ဒီလူမျိုးတွေကနော်ကျွန်တော်ပြောချင်တာ